ယောဂီအဟောင်းနေခေါ်ယူတာယောဂီအသစ်တွေပါတယ်လို့ကြားတယ်တစ်ထိုင်လေးနှစ်ထိုင်လေးထိုင်မှုတာနဲ့ဒီမှာလာပြီးတော့အားထုတ်တော့တရားပြတဲ့ပုဂ္ဂိုလ်တွေမှာတော်တော်ဒုက္ခရောက်နေတာတွေ့ဘုံဘုံတို့ခေါ်တာကဝေဒနာပေါ်မှာလွတ်တဲ့ပုဂ္ဂိုလ်တွေကိုခေါ်ယူတာအဲ့ဒါမှလက္ခဏာသွားလို့ရတယ်အခုကတစ်ထိုင်လေးနှစ်ထိုင်လေးဥစ္စာနေမရှိမှလဲနှစ်ထိုင်လောက်သုံးထိုင်လောက်ကလေးမဟာပလင်လေးတစ်နာရီနှစ်နာရီသုံးနာရီဒီရတာနဲ့ဒီမှာဝန်းထိုင်တော့အကုန်လုံးဒုက္ခဖြစ်နေနောက်ကယောဂီတွေမှာသိလို့မများပါဘူး3-4ယောက်4-5ယောက်လောက်ပါအဲ့ဒါတွေဟာသူများဒီလိုစခန်းကြီးတွေမှာလာဝင်တော့ဒီစခန်းသမားတွေမှာအင်မတန်မှဘာလဲဆိုတော့ဒီကိုယ့်အကြောင်းကြောင့်သူတူမှာအာယုံပြတ်တာပေါ့ဝေဒနာကိုမှတော့ကြောလာမယ်ပုဂ္ဂိုလ်ဝေဒနာကြောလာမယ်ဝေဒနာကိုသိခံနိုင်ရမယ်ခေါ်ထားတာ3နာရီခေါ်ထားပြီနဲ့မပြည့်ပါဘူးမနေ့ပဲဆို1နာရီခွဲနောက်9နာရီဆို2နာရီခွဲအခုနေ့ကင်းနဲ့ညပဲ3နာရီတင်းပြည့်ကြပြည့်ဝင်ရအဲ့ဒီလက္ခဏာပွဲမှာလာပြီးတော့2ထိုင်3နိုင်လေးထိုင်မှုတာနဲ့မဟာပလင်3-4နာရီထိုင်မှုတာနဲ့ဝန်းထိုင်လို့ကတော့မရပါဘူးဒီပွဲတွေကဝေဒနာကြော်တဲ့ပုဂ္ဂိုလ်တွေခေါ်ထားတာဝေဒနာကိုသိခံနိုင်တဲ့ပုဂ္ဂိုလ်တွေဝေဒနာလွတ်တဲ့ပုဂ္ဂိုလ်တွေဘဝင်ပြုတ်တဲ့ပုဂ္ဂိုလ်တွေခေါ်ထားတာဒီဘက်မှာသွားမှာနိုင်လက္ခဏာရှုွက်တွေကိုသွားမှာမဟုတ်လို့ဟိုကဝေဒနာအကျဉ်းစားနဲ့ဖမ်းပြီးတော့ရုပ်ပိုင်းကနေချုပ်ပလိုက်တာလေအောက်ခြေကချုပ်လိုက်လို့လွတ်သွားတော့ကိုယ်တရားခါရရပြီလို့ကိုယ်ထင်တာအမှန်မှာတော့ဘာကြုံမှန်းကိုမသိဘူးချုပ်ပြီးတော့လွတ်ကြတာပဲဘာချုပ်နဲ့လွတ်တယ်ဆိုတာမင်းတို့မသိကြဘူးပေါ့လွတ်တာပဲသူကြည့်လဲလွတ်တယ်ကိုကြည့်လဲလွတ်ဒါကိုလွတ်တာဘာလွတ်လဲသူလွတ်တာဘာလွတ်လဲဆိုတာယောဂီတွေမဝေဖန်နိုင်ပါဘူးအတ္တကျုပ်ရှိတယ်ဝေဒနာကိုချုပ်တဲ့အခါမှာအတ္တကျုပ်ရှိတယ်နောက်ပြီးတော့သမာဓိကျုပ်ရှိတယ်အကျိုးကျုပ်ရှိတယ်အကြောင်းကျုပ်ရှိတယ်ဇံကျုပ်ရှိတယ်ဝေဒနာကိုချုပ်နည်းတွေကဘုံဘုံတို့ကဒါအကျိုးကျုပ်လားအကြောင်းကျုပ်လားသမာဓိကျုပ်လားဇံကျုပ်လားဆိုတော့ဘုံဘုံတို့ကကြည့်ရတယ်အဲ့ဇံကျုပ်ကိုရသွားတဲ့ပုဂ္ဂိုလ်ကြတော့ဝေဒနာကိုနိုင်တယ်သမာဓိနဲ့ချုပ်တဲ့ပုဂ္ဂိုလ်လည်းနိုင်တယ်ဟိုအကျိုးကျုပ်နဲ့အတ္တကျုပ်နေမနိုင်ပါဘူးဒီဝေဒနာပွဲကိုသူကလွတ်ပြီးတော့ရှုမဲ့ပွဲတွေဝေဒနာကိုလွတ်ပြီးတော့ရှုမှာမိမိကဝေဒနာကိုပဲထိနေရတဲ့အတွက်ရှေ့လက္ခဏာသွားလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့လက္ခဏာစဉ်သွားတဲ့အခါကျတော့အမတန်မှအရေးကြီးတယ်ဝေဒနာကိုစကားပြောစရာမလိုတော့ဝေဒနာပြကွက်ကိုပြတဲ့အခါမှာဘုန်းဘုန်းတို့ပြတယ်ဝေဒနာပြကွက်အရင်လိုပြကွက်မဟုတ်ပါဘူးဒီပြကွက်ကတစ်မျိုးပါအခုယောဂီတွေ300ကျော်လောက်မှာ200ကျော်လောက်တော့ဖြစ်ပါလိမ့်မယ်ဝေဒနာကွက်တွေဒီဝေဒနာကွက်တွေကြတော့တစ်မျိုးတွေပါဟိုအရင်တော့လို့အကျဉ်းစားကြီးတွေမဟုတ်ဘူးရှိတယ်ဝေဒနာမှာသူကအရင်လိုအလုံးကြီးခဲကြီးတွေမဟုတ်ဘူးတချို့ဘဝင်မိုင်းနေတဲ့ပုဂ္ဂိုလ်တွေဘဝင်ရလွတ်ပြီးတော့ဝေဒနာပေါ်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့သူဘယ်လောက်လဲဆိုတော့အရင်တော့လို့အင်တိုင်းအားလိုက်စရာလည်းမလိုဘူးဝေဒနာမှာရှိတယ်ဝေဒနာကတော့ဘယ်လိုဝေဒနာလဲဟိုလူသေးပွဲတဲ့ဝေဒနာလို့မဟုတ်ဘူးသူ့မှာဥပမာပြောရရင်တော့ပုံညင်းတိုးလောက်ပိန်ပေါင်လုံးလောက်ဇီးလောက်ဇီးကင်းလောက်သိသွားတာဘယ်သူကဇီးလောက်ဇီးကင်းလောက်ရောက်မျက်ရည်ကိုကြလှုပ်လို့လည်းမရဘူးရှူကြည့်လည်းပွားလာတယ်ရုပ်ကလေးနည်းနည်းလှုပ်လိုက်လည်းပွားလာတယ်ပြန်ကြည့်သွားတယ်အဲ့ဒီဝေဒနာကြမှာမလန်းကိုသွားမဲ့ပုဂ္ဂိုလ်ရဲ့ဝေဒနာကနေသူကဒီဟိုရှူလို့လွတ်သွားတဲ့ဝေဒနာဘုံဘုံတို့ပြခဲ့တယ်ဇံကျုပ်တွေနဲ့ပြခဲ့တယ်ဇန်နိမဆိုရင်လည်းမဟာပလင်နဲ့သူပြတယ်ကိုလွတ်ပြီးထင်တာမလွတ်ပါဘူးဘုံဘုံပြခဲ့တဲ့ဇံကျုပ်တွေလာလဲပုဂ္ဂိုလ်လည်းလွတ်သလား
သူကသူတော့လွတ်တယ်ပေါ့ဒီလက္ခဏာတွေကြတော့မလွတ်ပါဘူးသွားတွေ့မှာပဲဝေဒနာတော့တွေ့တဲ့အခါမှာခုနဇန်ချုပ်ကနေညံချုပ်ကိုသွားတဲ့အခါကျတော့ तू ကဒီဝေဒနာပဲတက်မှာပဲဒီဓာတ်ကြီးလေးပါးရုပ်ဆိုတော့ဘယ်သူမှမလွတ်ပါဘူးဘုရားယဟန္တာတော့မလွတ်ဘူးဒီဝေဒနာတော့ဒါပေမဲ့အခုလာကျင့်တဲ့ပုံကိုယ်တွေမှာရှိတယ်ဝေဒနာတွေပုံပုံသိတယ်ခုနပြောသလိုဝေဒနာတီးနေတာပဲတင်မမဆိုတင်မမတီးနေတာပဲပေါင်းမဆိုပေါင်းမတီးနေမှာပဲဒူကောင်းမှဆိုဒူကောင်းမှတဏှာတရားနေရာမှာတော့ तू မပြေတော့ဝတ်နေတာပဲဒီဝေဒနာတစ်လုံးဟာစိတ်မရှိခြင်းစိတ်ရှိနဲ့ထားလဲစိတ်ကနောက်ပြီးစိတ်ကိုရှည်ခြင်းစရာကိုမရှိအောင်ကို तू ကလည်းတီးနေတာလူတယောက်ထမင်းစားတယ်ကိုယ်ကစေတနာနဲ့ကြွေးတယ်ကြွေးတဲ့အခါမှာကိုယ်အိမ်ကဟင်းဒီကောမတထာအောင်စားတယ်လို့ပဲဒီစိတ်ကလေးကလည်းမရှိခြင်းမရှိခြင်းစရာကိုမရှိတော့မရှိခြင်းလို့လေ तू ပြောင်းလို့နဲ့မပြောက်တော့စိတ်ကမရှိလို့စိတ်ကလေးနည်းနည်းလေးရုပ်ကလေးနည်းနည်းလှုပ်လိုက်ဆိုပွားလာပြန်ရောသူကပြန်ကြည့်လာပြန်ပြန်စိတ်ရှည်လက်ရှည်နဲ့ထားရတယ်မဖုတ်တော့မကင်းတော့ကအမှန်တန်ကြောက်စရာကောင်းတယ်အဲ့ဒီဝေဒနာတစ်လက်ကဒါမက်ကိုသွားမဲ့ဝေဒနာတွေဒါသိအောင်ပြောပြတာရောက်တဲ့ပုဂ္ဂိုလ်တွေရောက်တယ်တချို့ဇီးဇီးလောက်ရှိတယ်ပြောင်းလို့ငါထိုင်မိတာအောင်မှဇီးဇီးပဲခုမိသလားဒီတခုခုလေးများကြောက်ခွဲလေးများငါထိုင်မိထားသလားဒီလိုကိုတင်ရတာပြေးကိုမပြေးတော့ဘူးသူကတင်မဝတ်နေတာတီးနေတာပဲအဲ့ဒါကိုယ်လည်းသူ့ဘုန်းကြီးရဲ့စိတ်ကရောက်နေတော့တယ်ဘယ်မှညှို့လို့မရတော့အာနာပါနဆရာပြောလည်းမလုပ်တော့ဘူးသူဟိုတခုပဲရေးကြည့်ကြက်ရှူကြည့်ပွားလာပြန်ရဲ့သူကပွားလာတော့သူကမရှူရဲဘူးငြိမ်ပြီးတော့သူ့ကိုလေတိမ်တိမ်မွတ်နဲ့တိခံလိုက်နေရတာလေးတဲလိုက်နေတာတတိလေးနဲ့အကင်းပါလေးနဲ့လိုက်ကြားလာတဲ့အခါကျတော့စိတ်ကမရှိပြန်မရှိတဲ့အခါသူကပွားလာပြန်ရောစိတ်မရှိလဲပွားတယ်နောက်ရုပ်ကိုနက်နက်လေးလှုပ်မကြံလိုက်လဲပွားလာတယ်သူကဘာမှလုပ်လို့မရဘူးဒီကောင်အဲ့ဒီဝေဒနာပညာပါတဲ့ဝေဒနာလေးဝေဒနာပညာဒီဝင်လာတယ်သူကဘာလို့ပဲအရိယာတွေဟာစိတ်ရှိတယ်သဘောကောင်းတယ်ဆိုတာအလကားကောင်းတာမဟုတ်ဘူးဗျဒီလိုပဲလောဘဒေါသမောဟရှိတာကြီးပဲဒါပေမဲ့လောဘဒေါသမောဟကိုသူပယ်တတ်ပေးတဲ့ပုဂ္ဂိုလ်အဲ့ဒီဟာအရိယာတွေစိတ်ရှိတယ်ဆိုတာအဲ့ဒီမှာရှင်းလာလို့ဒီဘက်မှာအရိယာတွေကသဘောကောင်းတယ်စိတ်ရှိတယ်ဆိုတာဒါတွေဖြစ်လာတာသူ့ကြောင့်စိတ်ရှိပေးတာသူကစိတ်မရှိကြည့်ပါလားပွားလာပြန်ရောသူကလည်းအဲ့ဒီမိမိရဲ့ခန္ဓာမှာရှိတဲ့စိတ်ကိုကုံစိတ်ရှိတာကိုကုံအောင်ကိုသူကလည်းလိုက်ပေးတာပဲဒီကစိတ်ရှိတယ်ဆိုတာမရှိတဲ့စိတ်တွေကုံမှလည်းပဲမရှိတဲ့စိတ်တွေလည်းမရှိရောသူလည်းပျောက်သွားစိတ်မရှိတဲ့စိတ်တွေရှိနေသေးရင်သူကတော့ရှိမှာပဲဒေါသဖြစ်မခံကျင်လိုက်ဖြစ်ပွားလာပြန်ရောအဲ့ဒါလေးပဲသူတိတ်ကလေးနဲ့နေရတာမဖောက်တော့မကင်းတော့သိဆိုတယ်ဖုံတို့ဆိုရင်ဇီးလောက်ကထက်ထမလေးဘာနဲ့ဆိုမိခဲလေးများဖင်ခုထိုင်ထားသလိုပဲတခါလာသူနဲ့ပဲတွေ့တာပဲဒါတင်မဘယ်လို့မှမလွတ်ဘူးသူများပြောအောင်လဲပြောလို့စရာလည်းမရှိဘူးဒီဝေဒနာလဲခန်းနေရတာပဲဘယ်လောက်ပဲတက်ရှူကြည့်လဲပွာလာတာပဲရှူလာကြီးကတတ်ကြီးဖြစ်အပူကြီးဖြစ်နေအဲ့ဒီမှာငြိမ့်နေရတာဇီးလေးကနေပြီးတော့ဇီးကင်းလေးလောက်လဲရောက်ကြရောပူဆိုးလာသေးလေးဆိုးလေးပဲသူကဇီးကင်းလောက်လဲကြောက်လှုပ်လဲမလှုပ်ရတော့ဟိုကဇီးလောက်ကတမာတိတွေရလာဝေဒနာပိုင်ပေါင်းလုံးကနေပြီးတော့ဇီးလောက်ကနေဇီးလောက်သူကတမာတိတွေရသိခံနိုင်တဲ့ခံနိုင်စွမ်းရှိလာတာကိုစိတ်ရှိလာဇီးကင်းလောက်ကြတော့သေးလေးကြတော့မခံနိုင်ဘူးလူတယောက်ကကြည့်ပါလားကိုပြောကဆိုတာကိုဆိုလို့ရှိရင်သိခံနိုင်သေးတယ်ကိုယ်လေးစောင်းကရွက်ကမွဲ့ကလေးများမထိမမြင်လို့စိတ်မရှိဘူးလူတွေအဲ့ဒါပဲကိုကလည်းဟိုဗာလဲစောင်းသွားတာလို့စောင်းစကားလေးစောင်းပြောလိုက်တာကိုစိတ်ကတာဟိုလဲလူရတာနေတာအထက်တဲ့စိတ်ကလေးကမနေကြပါဘူးလူတိုင်းမှာရှိပါတယ်အဲ့ဒီစိတ်တွေပေါ့အတွင်းမှာသူခံစားနေရဇီးလောက်ကလေးကနေဇီးကင်းလောက်ရောက်ပို့ဆိုးတယ်တခါတည်းကိုဟိုလွန်နဲ့ဖောက်နေတယ်လို့ပဲခန္ဓာမှာဒါမှမဟုတ်သူနည်းနည်းလေးမလုပ်ရဘူးလှုပ်လိုက်ရင်လည်းပြန်မလင်းခံရတာပဲဟိုဇီးလောက်ပြန်တက်လာတာဇ
စီလောက်ကနေစီကင်းလောက်နဲ့တကသူ့နဲ့သေးလေခံနေရတာပဲအဲ့ဒါစိတ်ရှိလက်ရှိကိုအဲ့ဒါရေးစိမ်ခန္ဓာပဲဒါအရိယာတွေနော်အရိယာတွေသွားတဲ့လမ်းဝေဒနာလမ်းမှာရှိတယ်အခုမိနေကြတယ်ဘုံတွေ့ပါလေတချို့တကယ်လက္ခဏာကောင်းတဲ့ပုံကိုယ်တွေမှာဘုံတွေ့သားပဲသူဒါဘုံပြောစရာမလိုဘုံကစိတ်ရှိပါဆိုလဲသူမရှိလို့မရဘူးရှိရမှာပဲဘာလဲနည်းနည်းလေးစိတ်မရှိကြည့်ပွာလာတယ်လှုပ်ကြည့်နည်းနည်းလေးလှုပ်နေကြည့်ပွာလာတယ်မလှုပ်ရဘူးကြည့်တော့လည်းမဖုတ်လောက်မกินလောက်ဘာမှလည်းမဟုတ်ဘူးဒါပေမဲ့ तू ကဘုံကိုကောင်းကြီးလောကကိုလွတ်အောင်ပေးမဲ့ဝေဒနာတက်လက်ပဲဘုံတို့ဆိုရင်လှုပ်လည်းမလှုပ်ရဘူးမျက်ရည်ကြားတဲ့မျက်ရည်သွားမကြည့်ရဘူးသွားကြည့်ပွာလာတာပဲသူကခန္ဓာပဲငြိမ်ရုပ်ကဆိုတာတစ်တုံးလုံးဖြစ်သွားတယ်တက်မဲ့ရုပ်ကျွန်းလို့ဖြစ်တက်မဲ့ရုပ်ကျွန်းလို့နေပါဆိုတော့မနေတတ်ပါဘူးအဲ့ဒီကောင်ကနေပေးလိမ့်မယ်ဝေဒနာအဲ့ဒီဓာတ်တလုံးဟာတချို့ပထဝီဓာတ်ရှိတယ်တချို့တေဇောဥဆောင်တဲ့ဓာတ်ရှိတယ်တချို့အာဘောဥဆောင်တဲ့ဓာတ်ရှိတယ်တချို့ဝါယောဥဆောင်တဲ့ဓာတ်ရှိတယ်ဓာတ်ကြီးလေးပါးမှာဥဆောင်တဲ့ဓာတ်တွေတယောက်ရှိကြတယ်အဲ့ကိုပေါ်တဲ့ဓာတ်ဟာတေဂန်นี่ကိုတတ်မဲ့ဓာတ်ပဲအဲ့ဒီဓာတ်ကိုနိုင်အောင်တတ်တာကိုယ်ကတတ်ရတာမဟုတ်တရားကိုတတ်ပေးသွားတာအဲ့ဒီတော့မှဒီကစိတ်လဲအဲ့မှာလေမျက်ရည်ဘုံတို့ဆိုခဏမျက်ရည်ကျနေရတာပဲကျလဲဘာမကြည့်ရဘူးကျတာတော့သိတယ်မျက်ရည်မှာလေမျက်ရည်ဘူးတွေဘာပေါ်ကျလဲကျတာအဲ့ပူတယ်လို့သွားသိတယ်ဟိုပွားလာပြန်ဟောအဲ့ဒါတော့မသိရဘူးသူကျတဲ့တိုင်းနေရတာတခါတလေပြောက်ပြီးတော့သွားတာပြောက်မှလည်းမသိဘူးသူပြောက်မှလည်းမသိအဲ့ဒါနေတာပဲနောက်သူပြောက်သွားတော့ကိုမသိလို့တော့သူ့မှသွားပြီးတော့သူ့လည်းအကဲခတ်လို့မရဘူးဒီရုပ်ပေါ်မှာဖြစ်တာလည်းအကဲခတ်လို့မရဘူးချုပ်နေတော့ချုပ်မှမသိဘူးနောက်တစ်ခါထိုင်နေငါတော့ဟိုဝေဒနာတဲအောင်မှာပဲဒီကောင်လေးကခံရတယ်အမှထိုင်နေဖွင့်မှလေတေချာရှာတယ်ကိုပစိုးလေးနဲ့ကိုတခါတည်းကိုတေချာလေးဖြန့်ခင်းနေအောက်လေးတေချာကြည့်ပြီးတော့ထိုင်မိတာပဲအဲ့ဒါလေးစိတ်ကလည်းငါတေချာရှာပြီးသားပဲဒါတရားပဲဖြစ်ရမှာဟိုစီလောက်တော့လဲဒီလိုပဲကဲလုံးမလို့ခဏရှာဒါဘုံဘုံတရားသမားတွေဆိုဘုံဘုံတပည့်အဲ့လိုပဲဖြစ်ကြတာပဲဘာလဲဝေဒနာသမာဓိဝေဒနာသင်ညာဝေဒနာပညာလုပ်နေရုပ်ဝေဒနာဘောပညာလုပ်တာစိတ်ရှိတယ်စိတ်တူတယ်ဆိုတာအဲ့ဒါတွေဟာဒီတရားကလုပ်ပေးမှာခင်ဗျားတို့ကိုကလုပ်လို့မရစိတ်ရှိအောင်ဖန်တီးလို့မရဒီရုပ်ကကိုယ်ကစိတ်ရှိအောင်ဖန်တီးပြဒီတရားကအမတန်အံ့ဩစရာကောင်းတယ်အဲ့ဒီတော့မှဒီစိတ်တွေရှိတယ်နောက်တစ်ခါဖြစ်အောင်မှာပဲကိုကလွတ်နေပြီမသိဘူးဒီဝေဒနာလွတ်နေတာကိုမသိဘူးငါဒီဝေဒနာနဲ့တူမှပဲဖြာလေးခင်းသေးချာအောက်ကလေးကိုကလေးရှာတယ်ဖြာကြောင်းလားဆိုပစိုးလေးပြန်ခင်းလှုပ်ပါတာပဲပြီးတာပဲသေးသေးလေးပေါ့အဲ့လိုပဲနေတယ်အရင်တော့မခံစားရတော့လွတ်နေတာကို तू မသိဘူးကိုလွတ်တာကိုလွတ်မှန်းကိုမသိတာအဲ့ဒါထိုင်းနေဟိုခံစားရတဲ့အချိန်ကြီးရှိကြတာ तू မသိဘူးအဲ့လိုပဲနေတာပဲဟောဒီဥစ္စာလေးရှိအောင်မလားသွားကြည့်ရှိနေတာပဲကိုသွားကြည့်တော့ရှိနေတာကိုမသိဘူးသွားနှလုံးသွင်းလို့ကိုဖြစ်နေတာကိုမသိပြန်သွားကြည့်ရင်ရှိသေးသလားငါဖြစ်တဲ့နေရာလေးသွားကြည့်တယ်အမှရှိနေတယ်ရှိတာလေးပဲတတိထားရင်နဲ့ချုပ်သွားပြန်ချုပ်တာလည်းကိုမသိပြန်ဘူးအဲ့လိုပဲတက်ကနေပါများတော့အလိုသူကသူလွတ်လာထိုင်တဲ့ပုံမှာလည်းချုပ်တယ်လို့သူမယူတော့ဘူးပေါ်တယ်လို့လည်းမယူတော့ဘူးဝေဒနာတွေတက်တယ်လို့လည်းမယူအခုတက်တယ်ဘလောက်တက်တယ်လို့လည်းမယူတော့ဘူးချုပ်တယ်လို့လည်းမယူတော့ဘူးသူအယူလွတ်လာဒီမှာဖြစ်ပျက်ကိုလွတ်လာတာဟုတ်ဒါကဖြစ်ပျက်လို့ဆရာမလို့သူပင်ကိုကသူ့ဟာသူလွတ်မြောက်နေလာတယ်အဲ့ဒီကြတော့စိတ်ရှိကြပြီဘ누구ဘာပြောသိခံတယ်ဒီမှာမျက်ရည်ကြောင်ခံခဲ့ရတဲ့ဝေဒနာအကြီးမဟုတ်သေးလေးတွေသေးလေးဆိုးလေးပဲသူကအဲ့ဒါတွေကိုအခုတချို့ရောက်ပါတယ်ဘုံတွေ့တယ်ဒါပေမဲ့ဘုံတို့ဒါအခုဟောကွက်နဲ့ပြောပြတာလက်တွေ့လာရင်အဲ့ဒါသိခံပြီးတော့လိုက်ကြအဲ့ဒါမှမဟုတ်ဘဲနဲ့ခုန2ထိုင်3ထိုင်လေးတွေထိုင်လာတဲ့ဝေဒနာလေးတွေတစ်ခါကျုပ်ကလေးတွေလောက်ရပြီးတော့လားထိုင်တဲ့ပုံကိုယ်တွေဟာသိခံကြပါဒီလိုပွဲကြီးထဲမှာလားဝင်နေဝင်တိုးတယ်ဆိုတာသေးခံပြီးတော့မလှုပ်ပါနဲ့မပြင်းပါနဲ့ပြင်းတာဘုံဒီပွဲဟာဟိုရိုးပွဲတော့မကြိုက်ဘူးဒီပွဲပို့ဆိုတာပေါ့အဲ့ဒါဆိုဘုံထုတ်